Hello ငငယ်တုန်းကတော့အတန်ဆိုတာကိုခဏခဏကြားဘူးတယ်အကြောင်းမှလည်းသင်မှုတယ်ဘာမှမသိလိုက်ဘူးဒါမှမဟုတ်ခုမှအတန်ဆိုတာကိုဗာလဲလေ့လာချင်တယ်ဆိုလို့ရှိရင်တော့ဗောနော်ဒီအတန်အချောင်းတွေအကြောင်းပြပြမယ့်ဗီဒီယိုလေးကိုစကြည့်ပေးပါအဲ့တော့စောက်ဒီထဲမှာ everything is made out of အတန်ဆိုတာကိုခဏခဏရေးထားတော့အရာအားလုံးကိုအတန်နဲ့လုပ်ထားတယ်ဆိုတာဘာကိုပြောတာလဲပေါ့အဲ့ဒါ origin ကိုအရင်ဆုံးလေ့လာကြည့်မယ်ဆိုလို့ရှိရင်ပါဗျာလူတွေကနင်းထိုင်နေတယ်လို့တွေးမိသွားတာပေါ့တွေးမိသွားတဲ့အခါဒီအခုပြထားတဲ့ဦးလေးကြီးอ่ะဆိုလို့ရှိရင်ဒါ Greek နိုင်ငံอ่ะပေါ့နော်400 BC လောက်ကထင်တယ်ကျွန်တော်ထင်သူကဘာလဲဆိုလို့ရှိရင်သူကကျွန်တော်တို့အဲ့တုန်းကတော့ဗျာသူတို့လုံးဆရာမရှိဘူးနေကြမှာပေါ့တနေ့ဒီတိုင်းထိုင်စဉ်းစားနေကြနေမှာပေါ့ခင်ဗျာအလုပ်တွေဘာတွေလည်းမရှိတဲ့အခါကျတော့ထိုင်စဉ်းစားဘာစဉ်းစားလဲဆိုလို့ရှိရင်ဥမာဒီပန်းတီတစ်လုံးမဲ့ထားမှာသူကြိုက်တဲ့အတီးပဲဖြစ်ဖြစ်ဗျာဒီပန်းတီတစ်လုံးဟိုလည်းခွိုင်းနေဗျာတဖြည်းဖြည်းနဲ့ဟို infinity အထိရောက်အောင်တိတိလေးခွဲလို့ရတယ်လို့သူကစပြီးစဉ်းစားကြည့်ရဗျာဟိုပန်းတီကို2ချမ်းခွဲရတယ်ပြီးရင်4ချမ်းပြီးရင်6စိတ်ပြီးရင်8စိတ်10စိတ်အဲ့လိုမျိုးနဲ့စိတ်ဝိုင်းအသေးဆုံးအခြေအနေထိရောက်အောင်စိတ်လို့ရတယ်တဲ့အဲ့တော့သူဘယ်အချိန်ထိစိတ်လို့ရမလဲဆိုလို့ရှိရင်လုံးဝထပ်စိတ်လို့မရတော့တဲ့အချိန်ထိရောက်အောင်ပန်းတီကိုစိတ်လို့ရတယ်လို့သူကပြောတာဗျာအဲ့အမုံလေးကနေပြီးတော့သူ့ရဲ့နောက်ထပ်ကိုထပ်စိတ်လို့မရတဲ့အတွက်ကြောင့်အဲ့အမုံလေးကိုသူကနာမည်ပေးလိုက်တာ atomat ဆိုပြီးတော့atomat ဆိုပြီးနာမည်ပေးလိုက်တော့ atomat ဆိုတာဒီ Greek လိုမျိုးပါဗျာဒါပေမဲ့ပြောချင်တဲ့အဓိပ္ပာယ်က uncuttable ထပ်ပြီးတော့ခွဲလို့မရတော့အထပ်ပြီးတော့လီးလို့မရတော့အဲ့ဒါအဲ့ကနေပြီးတော့မှစလာတာပေါ့ atom ဆိုတာကြောင့်atom ဆိုတာအရာအားလုံးကိုသိချစဉ်းစားကြည့်လိုက်နော်ဒီပန်းတီဆိုလို့ရှိရင်လည်းပန်းတီကိုလုံးဝဖျဲကြည့်လိုက်ဖျဲကြည့်ပြီးတော့ဟိုးအသေးဆုံးရောက်တဲ့အချိန်ကြီးကြည့်လိုက်လို့ရှိရင်အဓိကဒီပန်းတီကိုလှုပ်ထားတဲ့အမုံလေးရှိလိမ့်မယ်ဘေးနားမှာရှိနေတဲ့စာအုပ်ဆိုပဲဖြစ်ဖြစ်စပွဲကုံပဲဖြစ်ဖြစ်ကျန်းကင်းပဲဖြစ်ဖြစ်ကြိုက်တဲ့နေရာကိုကြည့်လိုက်အသေးဆုံးရောက်တဲ့အထိအနီးကပ်ဖျဲကြည့်လိုက်အမုံလေးရှိလိမ့်မယ်အဲ့အမုံလေးကို atom လို့သူကပြောလိုက်တာဗျာအဲ့တော့ everything is made out of atom ဆိုအရာအားလုံးကို atom နဲ့လုပ်ထားတယ်ဆိုအရာအားလုံးကိုအမုံတစ်ခုဖြစ်လုပ်ထားသည်ဆိုတဲ့အဓိပ္ပာယ်ပဲအဲ့တော့အဲ့အမုံလေးမှာနောက်ပိုင်းဒီသိပ္ပံပညာဖွံ့ဖြိုးလာတဲ့အမြပေါ့အဲ့အမုံလေးမှာဘာပါလဲလို့ကြည့်လိုက်ပေါ့အဲ့အမုံလေးဒီပုံလေးဖြစ်နေဗျာတကယ်တော့အပြင်မှာတော့တကယ် scientifically proof လုပ်ထားဒီပုံပေါ့ဒါပေမဲ့အကြောင်းတွေမှာစာတင်လို့ရှင်တော့ဒီအမုံလေးဒီပုံလေးပါဆိုပြီးတော့ဖြစ်နေမှာပေါ့အဲ့တော့အဲ့အမုံလေးကခလက်တက်မှာ nucleus ဆိုတဲ့အရာကြီးတစ်ခုရှိတယ်စန်တာပေါ့ဗျာပြင်သူ့ကိုပတ်နေတဲ့လမ်းကြောင်းရှိတယ်အဲ့လမ်းကြောင်းပေါ်မှာအပြင်ဘက်မှာပတ်နေတဲ့အလုံးတိတိလေးတစ်လုံးရှိရပေါ့အဲ့ nucleus မှာဘာရှိလဲဆိုလို့ရှိရင် proton နဲ့ neutron ဆိုပြီးတော့နှစ်လုံးရှိအဲ့ဒါလည်းခဏခဏကြားဘူးလိမ့်မယ်ထင်တယ်ပြီးအပြင်ဘက်မှာကျတော့ electron ဆိုတဲ့အလုံးလေးတစ်လုံးရှိရပေါ့ဗျာအဲ့တော့အဲ့ပုံစံလေးဒါနမူနာလေးပေါ့ဗျာအဲ့ပုံစံမှာအထဲမှာဒီ proton လေးကတစ်လုံးရှိမှလားနှစ်လုံးရှိမှလားသုံးလုံးရှိမှလားဒီ neutron ကလည်းတစ်လုံးလားနှစ်လုံးလားသုံးလုံးလားဒီ electron ကလည်းတစ်လုံးရှိမှလားနှစ်လုံးရှိမှလားသုံးလုံးရှိမှလား proton ဘယ်နှလုံးရှိလဲ neutron ဘယ်နှလုံးရှိလဲ electron ဘယ်နှလုံးရှိလဲအဲ့ပုံမူတည်ပြီးတော့သူကနာမည်တွေအများကြီးခွဲထုတ်လိုက်တာဥပမာ proton တစ်လုံးရှိတယ် neutron တစ်လုံးရှိတယ် electron တစ်လုံးရှိရင်သူ့ကိုငါတို့တော့ hydrogen ဆိုပြီးနာမည်ပေးလိုက်မယ်အဲ့ဒီအစားရပါတယ်အဲ့ကြောင့်မဟုတ်ဘူး proton ကနှလုံးရှိနေတယ် neutron လည်းနှလုံးရှိနေတယ် electron ကလည်းနှလုံးရှိနေတယ်အဲ့ဒါဆိုရင်တော့သူ့ကို helium လို့နာမည်ပေးလိုက်မယ်အဲ့လိုမျိုးလေးပါကဲအဲ့ကနေစပြီးတော့နာမည်ကြီးစပြီးဖြစ်လာလိုက်တာနောက်ပိုင်းကျတော့သူတို့ရှာတွေ့ရအလုံးအောင်ဒီဇီယားတဲ့ဆွဲထက်နဲ့အလုံးပေါင်းအားလုံး118မျိုးထွက်လာပါတယ်အဲ့ဆိုကိုဘေးနားမှာရှိသမျှစာအုပ်ပဲကြည့်လိုက်ဖုံးပဲကြည့်ဒီ screen မျက်နှာပြင်ပေါ်မှာပဲကြည့်ဘဲအရာမဆိုလှမ်းကြည့်ရလို့ရှင်သူကဒီအစိတ်လေးနဲ့လောက်ထားတာအဲ့အစိတ်လေးကိုအတန်လို့ခေါ်တာအဲ့အတန်မှာအဲ့ဆိုစာအုပ်ကြီးကြတော့နည်းနည်းပျော့မာလို့ခုံကြတော့မာတောက်နေရပဲကိုယ့်ရဲ့လက်ကိုကန်ကြည့်တော့ပျော့လေးဖြစ်နေအဲ့ဒါဒီလိုမျိုးခန်းစားချက်ချင်းကွာရတဲ့အကြောင်းရင်းဒီအစိတ်လေးတွေမတူကြလို့ဆိုတာသိပါတယ်အဲ့ဆိုရေဆိုလို့ရှိရင်ခဏခဏကြားပြီး hydrogen နဲ့ oxygen H2O အဲ့ဆိုရှင်ရေမှာပါဝင်တာဒီအစိတ်2မျိုးပဲပါဝင်တယ် hydrogen ဆိုတဲ့အစိတ်ရယ် oxygen ဆိုတဲ့အစိတ်ရယ်ဆိုအဲ့အစိတ်မှာအစိတ်ကိုတေချာကြည့်လိုက်မယ်အစိတ်ဆိုတာအတန်ကိုပြောနေတာပေါ့နော်အစိတ်ဆိုတော့တို့ဘယ်အစိတ်အထိမှမသိဖြစ်နေပါအဲ့အတန်မှာအတန်ကိုဖျဲကြည့်လိုက်လို့ရှင်3မျိုးပါသေးတယ် proton ပါမယ် neutron ပါမယ်အဲ့နှစ်ခုဒီ nucleus ခလက်တက်မှာရှိနေပြီးတော့ electron ဆိုပြီးတော့ဘေးကပတ်နေတာတခုရှိတယ်အဲ့ဆိုလို့ရှင်သူတို့ proton neutron electron ဘာလို့ခေါ်လဲဆိုလို့ရှင်
proton neutron electron အဲ့3ခုကို subatomic particle လေးလို့ခေါ်တယ်အဲ့တော့အပေါ်ကအကြောင်းအရာပြန်ဆက်ကြည့်လို့ရှိရင်ဒီလူကြီးဒီ democratic ဆိုပြီးတော့เนาะသူနာမည်ပေါ့အဲ့လူကြီးဒီပထမလုံးဝ uncut ပဲလုံးဝပြန်လှီးလို့မရနိုင်တော့တဲ့အမှုန်တမုံရှိရမယ်ဆိုပြီးသူကစဉ်းစားခဲ့ဒါပေမဲ့နောက်ပိုင်းသိပ္ပံပညာဖွံ့ဖြိုးထားတော့အတန်မခွဲလို့ရတာ3ခုဖြစ်နေအဲ့ဆိုရှင်ခွဲလို့မရပါဘူးဆိုတော့အတန်မနောက်ပိုင်းလည်းကြာကြောက်ခွဲလို့ရပါ3မျိုးအဲ့ဒါကြောင့်မို့သူတို့အတန်လို့မခေါ်တော့ဘဲနဲ့သူတို့ကျတော့ subatomic particle ဆိုပြီးတော့ဖြစ်သွားအဲ့တော့ subatomic particle ဆိုရင် proton neutron electron 3ခုရှိတယ်အဲ့ဆိုရင်အဲ့ proton ဘယ်နှလုံးပါတယ် neutron ဘယ်နှလုံးပါတယ် electron ဘယ်နှလုံးပါတယ်ပုံမှာမူတည်ပြီးတော့နာမည်တွေတစ်ဆင့်ပြောင်းခေါ်ကြတယ်ဥပမာ proton တစ်လုံး electron တစ်လုံးရှိမယ်ဆိုရင် hydrogen ပြီးရင် proton 2လုံးရှိမယ်ဆိုလို့ရှိရင် helium proton 3လုံးရှိမယ်ဆိုရင် lithium proton 4လုံးရှိမယ်ဆိုလို့ရှိရင် beryllium အဲ့ဒါတွေကိုကြက်ကတာပေါ့အဲ့ဒါတွေဘယ်လိုကြက်လဲဆိုလို့ရှိရင်ငယ်တုန်းကဆိုလို့ရှိရင်ကျွန်တော်အမြန်ရအောင်လို့ 1h 2h 3li 4b 5b 6c 7n 8o 9f 10n အနည်းဆုံးတော့အလုံး20ထိရအောင်ကြက်ထားတာပေါ့ဗျာအဲ့ဒါဒီရရဲ့အကုန်လုံးကဘာကိုပဲပြောနေလဲဆိုလို့ရှိရင်ဒါအမှုံလေးတွေပဲကြက်တာအဲ့အမှုံလေးတွေမှာအမှုံလေးအထဲကမှ proton ဘယ်နှလုံးရှိပါတယ် neutron ဘယ်နှလုံးရှိပါတယ် electron ဘယ်နှလုံးရှိပါတယ်ပုံမူတည်ပြီးတော့နာမည်တွေကွဲသွားတဲ့အတွက်ကြောင့်မလို့အလုံး118လုံးဆိုပြီးတော့ကွဲသွားတယ်ဒါပေမဲ့အခြေခံအနေနဲ့သိရမှာဒီအလုံး20ဖြစ်တယ် hydrogen ကနေပြီးတော့မှ calcium အထိ calcium 20 20ပေါ့အဲ့ဒါဆိုရင် proton neutron electron အကြောင်းလေးနဲ့ဆက်ပြောမယ်ပေါ့အတန်အကြောင်းတည်သွားဆိုရင် proton neutron electron ဟုတ်တယ် proton နဲ့ neutron ဒီ nucleus ထဲမှာရှိတယ် site ဘယ်နေရာမှာရှိရလဲသူဒီ nucleus သူကလည်း nucleus သူကကျတော့ nucleus ထဲမှာမရှိဘူး electron ကကျတော့ဘယ်နေရာမှာရှိရလဲဆိုလို့ရှိရင်ပြန်ကြည့်လိုက်နော်ပုံလေးမှာခလဲတက်မှာမရှိဘဲနဲ့အဲ့ခလဲတက်တဲ့ y နေတဲ့လမ်းကြောင်းကြီးမှာရှိရအဲ့ y နေတဲ့လမ်းကြောင်းကျွန်တော်ဘယ်လိုခေါ်လဲဆို orbit လို့ခေါ်တယ်အဲ့တော့သူရှိနေတဲ့နေရာကိုကျတော့ orbit မှာရှိရလို့ခေါ်တယ် orbital ပေါ့သူတို့ဟိုဘယ်လို symbol လေးနဲ့ပြလဲ symbol တော့ရှင်းလေးပါ proton က p neutron က n electron က e ဒါလေးနဲ့ပြရတယ်ပေါ့ပြီးရင်သူတို့ရဲ့ relative mass ဆိုတာလေးသိရမှာ relative mass ဆိုတာ mass ဆိုတာအဓိကဘာလဲဆိုရင် mass ဆိုတဲ့အဓိပ္ပာယ်နားမလဲကြ related တဲ့ထည့်တော့ပိုရှုပ်အောင်အဲ့တော့ mass ဆိုတာကျွန်တော် weight ဆိုလို့ရှိရင်ဗျာမြင်တာရှိတယ်ဟိုမှာ weight ဆိုလို့ရှိရင်ဒါအလေးချိန်ကိုပြောတာဟုတ်တယ်မလားဟိုမှာ weight ချိန်နေဆိုလို့ရှိရင်ဟိုအပြားကြီးပေါ့တက်ဘယ်လောက်ကီလိုဂရမ်ထွက်လဲဆိုချိန်ချပလိုက်တာအဲ့ mass ကြတော့ဘာဖြစ်သွားလဲဆိုလို့ရှိရင် weight နဲ့နည်းနည်းกว่าကျွန်တော် physics မှာဆိုရင် W = mg ဆိုပြီးသုံးတာခဏတွေ့ရဘူးလိမ့်မယ်အဲ့ဆို weight ကိုလိုချင်နဲ့ mass ကိုမှဘာထပ်မြောက်ကတယ်ဆိုရင် gravity ဆိုတာကြီးထပ်မြောက်ကတယ်အဲ့တော့စဉ်းစားကြည့်လိုက်ကျွန်တော်ဒီမှာအလေးချိန်ချိန်တယ်ဆိုလို့ရှိရင်မြေကြီးကနေပြီးအောက်ကဘာ gravity ကဆွဲနေတယ်ကဘာဆွဲအားဆွဲနေတယ်အဲ့တော့ငကိုရှိပြီးသားအလေးချိန်ထက်ကဘာဆွဲအားရဲ့ကိုယ်ဆွဲတဲ့အလေးချိန်မှာပါသွားတော့ weight ဖြစ်သွားအဲ့တော့ mass ဆိုလို့ရှိရင်ဘယ်လိုလေးမြင်ရလို့ရလဲဆိုလို့ရှိရင်အာကာသထဲမှာအရာဝတ္ထုတစ်ခုဘယ်လောက်လေးလဲဆိုပြီးတိုင်းတဲ့သဘောပဲကွာဒါပေမဲ့သူကအတိုင်းအလေးချိန်လိုမျိုးတော့ပြောလို့မရဘူးပေါ့အဲ့ဒါပေမဲ့ဒီသဘောတရားအဲ့ပုံစံတိုင်းပဲကွာအဲ့တော့ gravity ကိုခဏဖျောက်ထားလိုက်အရာဝတ္ထုတစ်ခုက mass ဓာတ်ထုပမာဏဘယ်လောက်ရှိနေလဲဆိုတဲ့အဓိပ္ပာယ်ကွာ mass အဲ့တော့အဲ့ဆိုရင် mass ဆိုတာလေအဲ့လိုလေးနားလေလားထားလိုက်ရှင်ရတယ်ဗျာ relative ထည့်လိုက်လို့ရှင်ဘာဖြစ်သွားလဲဆိုလို့ရှင် relative ဆိုတာနှိုင်းရဆိုတဲ့သဘောဗျာနှိုင်းရဆိုတာဘယ်တော့မှဒီကမ္ဘာပေါ်မှာဒီစံဆိုပြီးတော့မရှိဘူးဗျာအမြဲတမ်းအရာဝတ္ထုရဲ့အကုန်လုံးကတစ်ခုနဲ့တစ်ခုနှိုင်းတာပဲကွာပုံမှာကိုစင်းရဲထင်လို့ရှင်အမေတော့ဘာပြောဟဲ့နင်းထက်စင်းရဲလူတွေကြည်လိုက်ဆိုတော့တပုံပဲနော်အခါကျရှင်ကိုဘာဖြစ်သွားတထေးဖြစ်သွားအောင်ဟာချမ်းသာလူတွေကြည်လိုက်လို့ရှင်တော့ကိုဘာဖြစ်သွားစင်းရဲလူပြန်ဖြစ်သွားဗျာဒါမှမဟုတ်ဟာဒီတယောက်ကတအားချောတာပဲလို့ထင်လိုက်လို့ရှင်သူ့ထပ်ပိုချောလူနဲ့ရှင်ကြည့်လိုက်သူကရုပ်ဆူတယ်ဗျာနော် face shaming လုပ်တယ်ဖြစ်နေအောင်မနော်အဲ့ဒါ example အနေနဲ့ပြောပြသူ့ထက်ရုပ်ဆွဲလူနဲ့ရှင်းကြည့်လိုက်သူကဘာဖြစ်တော့ပိုချောတယ်ဖြစ်အဲ့ဒါ relatively ရပြောတာဗျာ relatively ရပြောမယ်ဆိုလို့ရှိရင်ဆိုတော့ proton နဲ့ neutron စံထားပြီးတော့တစ်လို့ထားရလို့ရှိရင် electron ဒီ 1/1840
တချို့စာအုပ်တွေက1.1837ဆိုပြီးတော့ရေးကြပဲတူတူပဲเนาะအဲ့တော့တက်ဆိုပြီးတော့ထားလိုက်လို့ရှိရင်ဆိုတော့ပရိုတွန်နဲ့နျူထရွန်ကိုကျွန်တော်စံအနေနဲ့တက်ဆိုပြီးထားလိုက်တာဗျာတကယ်တော့သူတို့ရဲ့ပမာဏကီလိုဂရမ်နဲ့ရှင်မယ်ဆိုလို့ရှိရင်1 point ဘလောက် into 10 power minus ဘလောက်ဆိုပြီးတော့ထွက်သွားမှာဗျာအဲ့တော့သူတို့ကဘာလို့တေးလေးဖြစ်တဲ့အကြောင်းမလို့ကီလိုဂရမ်နဲ့ရှင်လိုက်လို့ရှိရင်တအားနည်းတဲ့ပမာဏဗျာအဲ့တော့ကီလိုဂရမ်နဲ့ပြန်တအားရှုပ်သွားတဲ့ကြောင့်ဟာပရိုတွန်နဲ့နျူထရွန်တွေကတော့တအားသေးတဲ့ကြောင့်သူတို့တစ်ပဲထားလိုက်ပါတစ်ပဲထားလို့ရှိရင် electron ဒီအဲ့ပရိုတွန်ကိုမှ1840စိတ်လိုက်အဲ့စိတ်ပြီးတော့တပုံလေးကိုယူလိုက်အဲ့ဆို electron ဗျာဟိုကကျွန်တော်ဘိန်းမို့တစ်ချက်ရှိရမလားအဲ့ဘိန်းမို့တစ်ချက်ကိုနှစ်စိတ်ပြီးတော့တစ်စိတ်ပဲခွဲချတစ်စိတ်ပဲဖယ်လိုက်လို့ရှိရင်အဲ့ဒါ 1.2 ဟုတ်တယ်မလားဘိန်းမို့ကို4စိတ်လိုက်လို့ရှိရင်4ပုံလိုက်တဲ့နေရာမှာတစ်ခုပဲယူလိုက်လို့ရှိရင် 1.4 အခုကကြာပရိုတွန်ပမာဏလေးကိုမှ1840စိတ်ပြီးတော့မှတပုံလေးယူအဲ့ဒါတေချာစဉ်းစားကြည့်ပရိုတွန်နဲ့ electron နဲ့စဉ်းစားကြည့်လိုက်လို့ရှိရင် electron ဒီအများကြီးသေးတယ်လုံးဝခွဲလို့မရတော့ပါဘူးဆိုတော့အတန်ထဲမှာမှထပ်ခွဲလို့ရတဲ့အလုံးသေးသေးလေး3လုံးမှာမှအလုံးကြီးနှလုံးဒီကြီးပြီးတော့နောက်ထပ်တစ်လုံးအပြင်ကပတ်နေတဲ့တစ်လုံးလေးဒီတအားကိုသေးတယ်အဲကြောင့်မို့ကျွန်တော် mass ထဲမှာလေအတန်တစ်ခုရဲ့ mass ကိုပြောမယ်ဆိုလို့ရှိရင်အတန်တစ်ခုရဲ့အလေးချိန်ပေါ့ဗျာအလေးချိန် mass ဆိုတာတည်ရနော် gravity မှာပါတဲ့ weight ကိုပြောတာအတန်တစ်ခုရဲ့ mass ကိုပြောမယ်ဆိုလို့ရှိရင် electron ထဲကိုမစဉ်းစားနဲ့အပြင်ဘက်မှာပတ်နေတဲ့ဒီလောက်ပေါ့တဲ့အရာလေးကိုထည့်မစဉ်းစားကျွန်တော်ထည့်စဉ်းစားမှာဒီ proton နဲ့ neutron ရဲ့အလေးချိန်ထည့်စဉ်းစားမှာနော်အဲ့လိုမျိုးလေး idea လေးတစ်ခုရှိခဲ့ရပါမယ်နောက်ဆုံးတစ်ခုကတော့ charge ပါ charge ကတော့ခဏအလွတ်ကြထားပေါ့ proton ဆိုရင်အပေါင်း electron ဆိုအနှုတ် neutron ဆိုရင် neutral ဆိုတာဘယ်ဘက်မှာမပါတဲ့လူကိုပြောတာပါကျွန်တော်ဘာမှမပြောဘူးเนาะ neutral ဆိုတာဒီတိုင်း neutron အကြောင်းကိုပြောနေတာပါဘယ်ဘက်မှာမပါတဲ့အရာလေးပေါ့เนาะပေါင်းလည်းမဟုတ်နှုတ်လည်းမဟုတ်ဆိုတဲ့အရာလေးကိုပြောတာပါအဲ့ဒီတော့အတန်ဆိုတာဘာလဲတည်သွားပြီအတန်နဲ့မှာဘာပါလဲဆိုတာတည်သွားပြီဘာဖြစ်လို့ဒီ periodic table တွေမှာ H တွေ Li တွေ B တွေ C တွေပေါ်လာလဲဆိုတာတည်သွားပြီပြအဲ့အတန်ထဲမှာပါတဲ့ proton neutron electron 3ခုကိုမှအရေးကြီးတဲ့အရာလေး difference လေးတွေလည်းတည်သွားပြီဆိုလို့ရှိရင်အတန် make set တာဒီနေ့ဒီလောက်နဲ့ရှင်းပါမယ်အားလုံး thank you ပါ see you next video